ဒီဗီဒီယိုလေးမှာကတော့ Native American တွေလုပ်တဲ့ပွဲလေးတစ်ပွဲကိုအမှသွားဖြစ်ခဲ့တဲ့ experience အသစ်ကလေးဖြစ်ပါတယ်။တကယ်ကိုပျော်ရွှင်စရာကောင်းပြီးမိုးရေထဲမှာသူတို့နဲ့တူတူပေါင်းဝင်ဆင်နွှဲခွင့်ရခဲ့တာလည်းတကယ်ကိုအမှတ်တရဖြစ်ခဲ့ပါတယ်။အခုလိုပွဲလေးတွေစီစဉ်ပေးတာကိုလည်းတကယ်ကိုကြည်နူးဝမ်းသာဖြစ်ရပါတယ်။အမှန်တူ Native American တွေရဲ့ဘလောက်လှတဲ့ပွဲလေးတွေသူတို့ရဲ့ရိုးရာ culture လေးတွေသူတို့ရဲ့ဓလေ့ထုံးစံတွေကို live ကြည့်တော့အစအဆုံးဗီဒီယိုအစအဆုံးလည်းကြည့်ပေးပါဦးနော်။အဲ့ဒီပွဲလေးကတော့အမှတ်တရပဲပေါ့နော်တကယ်ကိုမိုးတွေရွာနေတဲ့နေရာသွားကြည့်ခဲ့ရတဲ့ပွဲလေးဖြစ်ပါတယ်မိုးတွေရွာနေတဲ့တဲကမှာသူတို့တွေတကယ်ကိုပွဲကိုလှုပ်သွားတယ်ပေါ့နော်မိုးတွေရွာတော့တကယ် costume အကြီးကြီးတော့မကြည့်လိုက်ရဘူးတကယ်လို့မိုးရွာခဲ့တော့ costume အကြီးကြီးကြည့်ပြီးအရန်လှမှတ်ထင်တယ်အမကိုယ်တိုင်လည်းအဲ့ costume တွေကိုအရန်သဘောကျတယ်အမအဲ့လို colorful လေးဖြစ်တယ်ဒီလို traditional တွေဖြစ်တဲ့ item တွေကိုအရန်ကြိုက်တာဖြစ်တဲ့အတွက်အမတို့အရန်အမျက်တနိုးလေးကြည့်ခဲ့ရတဲ့ပွဲလေးတစ်ခုလည်းဖြစ်ပါတယ်ပွဲလေးမှာအခုလိုမျိုးခရစ်တစ်လေးလေးလာရဲပေါ့နော်လာသားလေးလောက်ပဲရှိတယ်ဒါပေမဲ့မိုးကအရန်ရွာနေတဲ့အတွက်သူတို့နောက်ပိုင်းတော့ပြန်သွားရဲပေါ့နော်ဒါပေမဲ့အမတက်ကတော့အရန်ကိုလှပတဲ့ပွဲလေးတစ်ပွဲကိုကြည့်ခဲ့ရသလိုပဲကာလာစုံခဲ့တယ်ကာလာအင်ကြီးသွေးလေးရောင်သွေးလေးစုံပြီးသူတို့ကချာလေးလေးလာခွင့်ရခဲ့တယ်အမှတ်တရပွဲလေးတစ်ခုလေးဖြစ်ခဲ့ပါတယ်အမဗီဒီယိုလေးကိုကျန်တဲ့ဆိုရင်လည်း like and subscribe လုပ်မမေ့ပါနဲ့နော်ဒီဗီဒီယိုလေးမှာတော့အမ voice over အများကြီးမလုပ်ပေးခဲ့တော့ပါဘူးသူ့ရဲ့ရိုးရာသီးလုံးလေးတွေကအရင်နှောင်းလို့ကောင်းတာဖြစ်တဲ့အတွက်အမအဲ့ဟာလေးနှောင်းလို့ရအောင်အဲ့အတန်ကိုအဲ့အတိုင်းလေးပဲအမထည့်ပေးခဲ့ပါတယ်အမတို့နောက်ဗီဒီယိုမှာထပ်တွေ့မယ်နော်အမရဲ့ဗီဒီယိုလေးတွေကအခုလိုချစ်ခင်စရာကောင်းတဲ့ရိုးရာဓလေ့ပွဲတွေသွားတာမျိုးတွေ adventure key တွေသွားတာမျိုးတွေ amusement park တွေသွားတာမျိုးတွေ fan ဖြစ်တဲ့ဟာတွေကိုလူတွေကိုပြချင်တာဖြစ်တဲ့အတွက်အမတူပျော်ရွှင်စရာခဏလေးတွေအထိတ်အမှတ်ကလေးလိုက်ပြီးလိုက်လည်ကြည့်ရှုပေးဖို့လဲတောင်းဆိုချင်ပါတယ်အားလုံးပဲစိတ်ကြမ်းမှခြင်းကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံပါစေရှင်ပွဲလေးတွင်မှာပဲအခုလိုမျိုးရကာချာတွေပြတ်ထားပါတယ်အဲ့ဒါမှဆိုရင်ငှက်တွေရဲ့အယိုးကောင်းတွေသလိဆန်တွေရဲ့သွားတွေဆွဆွကျုပ်လုပ်ထားတာတွေအမျိုးစုံပြတ်သားခဲ့တယ်ပေါ့နော်ဒီပွဲလေးကပွဲကြီးတော့မဟုတ်ပါဘူးအဲ့ဒီကလည်းမိုးတော်တော်ရွာတဲ့အတွက်လူလည်းအရင်မများဘူးပေါ့နော်တကယ်လို့တော့ပွဲကြီးပွဲအခမ်းအနားကြီးဆိုဒီထက်လှပတဲ့ခမ်းနားထည်ဝါတဲ့ရိုးရာဓလေ့တွေအများကြီးပြတ်သားထားလိမ့်မယ်လို့အမှထင်ပါတယ်ဒါလေးတွေကတော့ပျက်စီးလေးတွေရောင်းနေရပါတော့ drink culture လေးတွေအဲ့ဒါမှသိတော့ drink culture သူတို့ကစရဲလို့ထင်တာပဲပေါ့နော်ဆိုတော့ drink culture လေးတွေရှိတယ်နောက်ပြီးတော့တလေးဆန်ရဲ့အရေးခွန်လေးတွေရှိမယ်အစုံမှပဲပစ္စည်း item လေးတွေလည်းဝယ်ခြင်းစရာလေးတွေစိတ်ဝင်စားစရာကောင်းတဲ့အရာလေးတွေအများကြီးပဲတွေ့မြင်ခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့မှာဆိုရင်အခုလိုမျိုးချစ်စရာကောင်းတဲ့အရုပ်ကလေးတွေလည်းအရန်လှလေးတွေ့ခဲ့ရတယ်ဆွဲကြိုးလေးတွေ handmade ကလေးအမကိုယ်တိုင်ကအရန် handmade တွေ handicraft တွေကြတဲ့သူဆိုတော့အမတို့ဒီနေရာလေးကအရန်ချစ်စရာကောင်းပြီးအရန်တမိုးထားစရာကောင်းတဲ့နေရာလေးတစ်ခုဖြစ်ခဲ့ပါတယ်ဒါကတော့သူတို့ရဲ့ရိုးရာခေါင်းပေါင်းတွေကိုပြသထားတဲ့နေရာလေးတစ်ခုလေးဖြစ်ပါတယ်။ကလေးတွေရဲ့အကအလှလေးတွေကြည့်ရှုပြီးတော့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်။နောက်ဗီဒီယိုလေးမှာအမတို့ထပ်တွေ့ကြမယ်နော်။